Okay,အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ဗောနော်ကျွန်တော်မှရှိတယ်နောက်တို့လို့ကိုခုတို့အဲ့လိုကက်လေးတွေပြပေါ်ရမှာဖြစ်ပါတယ်အားလုံးပဲ like ကြည့်ပေးကြပါဦးပထမဆုံးကတော့ကျွန်တော်နောက်တို့ပြပေးမယ်ခင်ဗျကျွန်တော်ဗောနော်ပိုကီမွန်မသိခင်တည်းကနောက်တို့ဆိုတာခက်စားတယ်ခုတက်ကြီးလည်းခက်စားနေတော့ဗောနော်ဒါမှခုမှကတ်ထွက်လာပြီဗျဒီဟာကကျွန်တော်ပေါက်ထားတဲ့နောက်တို့ကလေးရနောက်တစ်ကက်ဟောနောက်တို့မှကျွန်တော်3ကတ်ပေါက်တာကန်ရန်ကောင်းတယ် Sasuke ပြောဒီမှာ Sasuke နောက်တစ်ခေါက်အဲ့တော့ Kakashi ပါမယ် Kakashi နောက်ကပါမယ်ပေါ့နော် Kilabi ပါမယ်နောက်သွေးဆရာပေါ့နော်ဒါမှ Randekage ပါမယ်ဒါ Minato ပေါ့နော်နောက်သွေးရဲ့ဖေပါဒါ Jiraiya နောက်သွေးဆရာ Itachi ပါဒါတော့ Shisui ပါဒါတော့ Ki ပါဒါ Shikamaru ဒါ Onuki ဒါ Gaaraဒါတော့ Orochimaru ပါဒါတော့ Orochimaru ရဲ့တပည့်လေးပါဒါက Kisame ဒါ Hidan ပါဗျဒါဒီကောင်းနာမည်ကကျွန်တော်သိမသိဟောဒါကြိုက်တယ်ကောကျွန်တော်နည်းနည်းမေးဒါဖိန်းနဲ့ခုနဲ့ဒါက Saotome အဆူမဒါတော့ Shikamaru ဒီမှာ Temari ဒါကျွန်တော်နာမည်မေးနေမကြည့်ရ Hinata ဒါလည်း Hinata ဒါလည်း Hinata Kaku Sakura ပြီးတော့ Sakura ပါနော်ပြီးတော့ကျွန်တော်ကိုကူထပ်ပြမယ်ကိုကူအဲ့တော့ကျွန်တော်မကြည့်ဘူးအဲ့တော့ကျွန်တော်နာမည်ရောသိမသိတော့တောင်းပါမယ်ဒီမှာဘောနော်တော့ဒါ Dragon Ball တိတ်မကြည့်ဘူးတော့ကြည့်လို့မကြည့်ဘူးမကြိုက်ဘူး One Piece လည်းကျွန်တော်မကြိုက်ဘူးအဲ့တော့မကြည့်ဘူး One Piece မှာဆို One Cop တို့ပါတို့ညာလို့သိတယ်ကဲပြီနောက်ကတော့ One Piece သွားမယ်အာလာတေကွန်းနေစီတာကြက်ဒါတော့ Monkey D Luffy ဒါ Frankie ဒါလည်း Frankie ပဲပါဒါတော့ဒီကောင်းနာမည်တော့ကျွန်တော်မသိပါဘူးအဘေကီဒါတော့ဘန်ကီကျပနောက်ဆုံးပါဒါပါပဲပြီးတော့ One Piece ရှိသေးတယ် One Piece ကမှနောက်တော့ဘောနော်ကြလို့ပဲလိုက်ကြည့်ပေးကြဆိုတော့ဒါ live room စားလိုက်တော့ကျွန်တော်မသိကောင်းလဲကျွန်တော်မသိဘူးဒါတော့စာဖို့ပါဒါကဟိုစန်ဂျီကတော့မိုက်တယ်โอเคအားလုံးပဲဒီနေ့ဗီဒီယိုလေးရတော့ပါပဲ